Hi guys, Libby ဒီနေ့ကျောင်း project အတွက်အယုတ်တယောက်သွားတယ်ပေါ့နော်။ဘယ်လိုသွားတယ်။ဘာရေးစားရလဲဆိုတော့ဒီဗီဒီယိုမှာကြည့်ပေးပါအောင်နော်။တယောက်သွားပါတော့မယ်။ Libby တို့တငယ်ချင်းဖွဲ့လိုက်မနက်6နာရီ train နဲ့ဒီ Rancid station ကနေအယုတ်တ station သွားတယ်ပြီးတော့ train ticket ကလည်းတယောက်ကိုဘတ်ပဲကြာဗီဒီယိုကြည့်နေတယ်လို့ထဲမှာလည်းတငယ်ချင်းနဲ့ဖွဲ့လိုက်ရုပ်တရက်သွားချင်တယ်ဆိုရင်မနက်ပိုင်း train နဲ့သွားလို့ comment ပေးပါတယ်ဘာလို့ဆို view တွေက land တစ်ရှုံလို့အရင်လာပါတယ်။ခုကတော့ Libby တို့ဖွဲ့ပြီး project လုပ်ရမယ့်နေရာကိုရောက်ပါပြီ။အရင်ဆုံးဒီ temple လေးဝင်ဖို့အတွက် ticket ဝယ်ရပါတယ်။ ticket ကတယောက်ကိုဘတ်80ပေးရပါတယ်။အကိုရှိရပြီတဲ့။ကျေးဇူးပါ။တကယ်လို့ကိုကဒီနေရာမှာတော့ Thai traditional အင်ဂျီလေးနဲ့တပုံရိုက်မယ်ဆိုလည်းအရင်လာတယ်ပြီးအင်ဂျီလေးငားချင်တယ်ဆိုလည်း temple ရဲ့အရှိမ traditional ဆိုင်တွေအများကြီးရှိရပါတော့မှာငားပြီးတော့ဝတ်လို့ရပါတယ်ဒီလိုတငယ်ချင်းနေဒီနေရာကိုရှောက်လဲပတ်ပြီးတပုံနဲ့ရိုက်ပြီးဆိုတော့အဲ့ဘေးက cafe မှာထိုင်ဖြစ်ပါတယ်ဒီဆိုင်မှာလေတော့ scan မလုံးဝမရအောင် cash ပေးရဆိုတော့တကယ်လို့ဒီနေရာသွားမယ်ဆိုလို့ရှိရင် cash လေးဆိုင်မှာပါအယုတ်တယောက်သွားဖြစ်ခဲ့မယ်ဆိုရှင်ဒီဆိုင်လေးကိုသွားစားကြည့်ပါတော့ဈေးနှုန်းလည်းတက်တာတယ်ပြီးရင်အထဲမှာ decoration လည်းအရင်လာတယ်အစားတောက်တယ်တကယ်ကောင်းပါတယ်လီဘီတို့တငယ်ချင်းတွေရှေ့ရောက်စားခဲ့တော့မှဘတ်1300ကျော်လေးပဲကုန်တယ်နော်အဲ့အခုကစားလဲစားပြီးဆိုတော့အိမ်ပြန်လာတော့မယ်ဆက်ကြည့်ရအောင်ကျေးဇူးတင်ပါတယ် bye bye